Hello, welcome back to my channel. Welcome to my guided meditation by Ella. အဆင်ပြေမဲ့အနေအထားတစ်ခုမှာနေပေးပါ။ထိုင်ပြီးရင်လက်လေးတွေကိုအတအရာဒူးပေါ်မှာတင်ထားလိုက်ပါ။မျက်လုံးလေးတွေကိုအတအရာမှိတ်ထားလိုက်ပါ။နှာခေါင်းကနေတဆင့်အသက်ကိုဖြည်းဖြည်းချင်းရှူသွင်းပါပြီးရင်ပါးစပ်ကနေအသက်ကိုရှူထုတ်လိုက်ပါနောက်တစ်ကြိမ်အသက်ကိုဝအောင်ရှူသွင်းမယ်ဖြည်းဖြည်းချင်းပြန်ထုတ်မယ်နောက်ဆုံးတစ်ချိန်အသက်ကိုဝအောင်ရှူသွင်းမယ်ဖြည်းဖြည်းချင်းပြန်ထုတ်မယ်နှာခေါင်းတွေကိုလျှော့ချလိုက်ပါမေးရိုးတွေကိုတင်းမထားပဲလျှော့ထားလိုက်ပါဒီနေ့ရဲ့ပင်ပန်းမှုတွေအရေးပြောသွားပါစေအခုချိန်မှာဘာမှလုပ်စရာမလိုပါဘူးဘာကိုမှပြုတ်ပြင်းနေစရာမလိုဘူးဒီတိုင်းလေးတည်ရှိနေပိုင်ခွင့်ရှိပါတယ်ဒါဟာကိုယ့်အတွက်လုံလောက်နေပါပြီအခုမင်းရဲ့အာယုံကိုဦးခေါင်းထိပ်စီးပို့ထားလိုက်ပါနှစ်ဖူးဖြင့်ကိုဖြေလျှော့ထားပါမျက်လုံးတွေကိုလည်းအနားပေးလိုက်ပါမေးရိုးတွေကိုလည်းအနားပေးလိုက်ပါလဲပင်နဲ့ပခုံးတွေကတင်းကျပ်မှုတွေကနှွေးထွေးတဲ့နေအောင်ချီအောက်မှာအရှိပြောသွားသလိုမျိုးရော့ကျသွားပါစေလက်မောင်းတွေကပေါ်ပါနေမယ်ရှင်ဘက်ကပေါ်ပါနေမယ်ခြေထောက်တွေကိုလည်းအပြည့်အဝအနားပေးလိုက်ပါအသက်ရှူထုတ်လိုက်တိုင်းမင်းရဲ့စိတ်ဟာပိုပြီးငြိမ်ချမ်းသွားပါလိမ့်မယ်အေးချမ်းမှုကိုရှူသွင်းပါစိတ်ဖိစီးမှုကိုရှူထုတ်လိုက်ပါမေတ္တာကိုရှူသွင်းပါကိုယ်ကိုစံတရားဖြစ်တာတွေကိုရှုထုတ်လိုက်ပါအခုမင်းရဲ့လက်တစ်ဖက်ကိုရင်ဘတ်ပေါ်တင်ထားလိုက်ပါမင်းရဲ့နှလုံးခုန်တန်းကိုခံစားကြည့်ပါဖြည်းဖြည်းမှန်မှန်လေးခုန်နေတယ်အသက်ဝင်နေတယ်မင်းအတွက်အမြဲတမ်းရှိနေပေးခဲ့တာပါဒီနှလုံးသားလေးဟာကိုယ့်ရဲ့ခက်ခဲတဲ့နေ့ရက်တိုင်းမှာကိုယ်နဲ့အတူရှိနေခဲ့တယ်စိတ်ပြက်စရာတွေငါမတောက်ခံနိုင်ဘူးလို့ထင်ခဲ့တဲ့အချိန်တိုင်းမှာလည်းနှလုံးသားဟာဒီနေရာမှာရှိနေစေပါပဲစူးစမ်းနေစေပဲရှင်သန်နေစေပဲဒါဟာမင်းရဲ့အင်အားပဲဒါဟာမင်းရဲ့ကြံ့ခိုင်မှုပဲကိုတိုးလေးဂျေဆုတင်လိုက်ပါလက်မလျှော့ခဲ့လို့ရှင်သန်ခဲ့လို့ဆက်ပြီးစူးစမ်းနေလို့ဂျေဆုတင်ပါတယ်အခုကိုဘယ်လိုစကားပြောသလဲဆိုတာကိုသတိထားကြည့်ပါဖိအားပေးတာတွေငါမကောင်းသေးဘူးဆိုတာတွေနှိုင်းယှဉ်တာတွေအလွန်အကျွံတွေးတောတာတွေအဲ့ဒီအတွေးတွေကိုကောင်းကင်ဘုံကတိမ်တိုက်လေးတွေလိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီနောက်ကိုလိုက်နေဖို့မလိုဘူးတိုက်ခိုက်နေဖို့လည်းမလိုဘူးသူတို့တွေဖြည်းဖြည်းချင်းလွန့်ပါသွားတာကိုပဲကြည့်နေလိုက်ပါအဲ့
အဲ့ဒီလိုဝေဖန်တဲ့အတန်တွေကမင်းအတွက်မလိုတော့ပါဘူးမင်းဟာကျင်နာမှုကိုရထိုက်တဲ့သူပါအထူးသဖြင့်ကိုပြန်ပြီးကျင်နာဖို့ပေါ့မင်းချစ်ရတဲ့သူတယောက်ကိုမပြောမဲ့စကားမျိုးဆိုရင်ကိုလည်းပြောစရာမလိုပါဘူးအခုကစားပြီးပို့ပြီးနူးညံ့တဲ့စကားလုံးတွေကိုပဲရွေးချယ်လိုက်ပါအခုမင်းမှန်တစ်ချက်ရှိမှရက်နေတယ်လို့မြင်ရအောင်ကြည့်ပါဒါပေမဲ့ဒီမှန်ဟာမင်းရဲ့အပြစ်အနာစာတွေကိုမပြပါဘူးမင်းရဲ့အလင်းရောင်ကိုပဲပြတယ်မင်းရဲ့အင်အားအလားတရားစူးစမ်းမှုနဲ့ကျင်နာမှုတွေကိုပဲပြတယ်ပြုံးနေတဲ့ကိုမြင်အောင်ကြည့်ပါဖြည်းဖြည်းစုံနေဖို့မလိုပါဘူးလူသားတယောက်ဖြစ်နေရတဲ့တင်လုံလောက်ပါတယ်ကိုဂရုဏာစိတ်နဲ့ကြည့်ပေးပါမင်းတန်ဖိုးထားရတဲ့လူတယောက်ကိုကြည့်သလိုမျိုးပေါ့ရှင်တဲကနေတိုးလေးပြောလိုက်ပါငါမင်းအတွက်ဂုဏ်ယူရယ်ငါမင်းဘေးမှာရှိနေတယ်ငါမင်းကိုပဲရွေးချယ်တယ်အဲ့ဒီခံစားချက်ကဘလောက်တောင်နှွေးချွေးသလဲဆိုတာခံစားကြည့်ပါအခုဒီ affirmation တွေကိုစိတ်ထဲကနေဖြည်းဖြည်းချင်းလိုက်ဆိုကြည့်ပါငါဟာလက်ရှိအတိုင်းအတာနဲ့တင်လုံလောက်ပါတယ်အချစ်ကိုရဖို့အတွက်ငါဘာမှသက်သေပြနေစရာမလိုဘူးငါဟာအနားယူဖို့ထိုက်တန်ပါတယ်ငါဟာပျော်ရွှင်ဖို့ထိုက်တန်ပါတယ်အတိတ်ကအမားတွေအတွက်ငါခွန်လွတ်ပါတယ်ငါဟာတည်ယူနေတယ်ငါဟာကြီးပြင်းနေတယ်ငါဂုဏ်ယူရမယ့်လူတစ်ယောက်ဖြစ်လာနေပြီငါကျင်နာစွာဆက်ဆံတယ်ငါချစ်ချင်းမြတ်တာနဲ့စကားပြောတယ်ငါဟာငါအတွက်အလုံးချုံဆုံးနေရာတစ်ခုပဲဒီစကားလုံးတိုင်းကိုခန္ဓာကိုယ်ထဲစိတ်ဝင်သွားပါစေနှွေးထွေးတဲ့အလင်းရောင်တွင်ရှင်ဘက်ထဲပြည့်သွားသလိုမျိုးပေါ့အခုမင်းမရှိတဲ့ကျေးဇူးတင်စရာအချင်းသုံးခုကိုစဉ်းစားကြည့်ပါမင်းရဲ့တတိတွေဖြစ်နိုင်တယ်လို့မင်းရဲ့ဖန်တီးနိုင်စွမ်းနူးညံ့တဲ့နှလုံးသားဒါမှမဟုတ်မင်းရဲ့အိမ်မက်တွေလည်းဖြစ်နိုင်ပါတယ်မင်းရဲ့သိငယ်တဲ့စူးစမ်းမှုလေးတွေကအစအားလုံးဟာတန်ဖိုးရှိပါတယ်အသာအရာပြုံးလိုက်ပါမင်းဟာမင်းထင်ထားတာထက်ပိုပြီးအများကြီးလှုပ်ဆောင်နိုင်ခဲ့တယ်ပါမင်းအကောင်းဆုံးစူးစမ်းနေတာပဲဒါဟာအမြဲတမ်းလုံလောက်ပါတယ်အသက်ရှူနေတာကိုပြန်ပြီးသတိထားကြည့်ပါရှူသွင်းတယ်ရှူထုတ်တယ်မင်းထိုင်တဲ့နေရာကိုသတိပြုပါမင်းပတ်ဝန်းကျင်ကလေထုကိုသတိပြုပါလက်ချောင်းလေးတွေခြေချောင်းလေးတွေကိုအသာအရာလှုပ်ရှားပေးပါပခုံးလေးတွေကိုလှုပ်ရှားပေးပါအသက်ကိုဝါတစ်ချက်ရှူသွင်းပြီးဖြည်းဖြည်းချင်းပြန်ထုတ်လိုက်ပါအစင်တစ်ဖြစ်ပြီးဆိုရင်မျက်လုံးတွေကိုအသာအရာဖွင့်လိုက်ပါဒီနူးညံ့တဲ့ခံစားချက်တွေကိုတစ်နေ့တာလုံးရှူဆောင်သွားပါကိုအမြဲကျင်နာပါကိုချစ်ရတဲ့သူတယောက်ကိုပြောသလိုမျိုးကိုစကားပြောပါဘာလို့လဲဆိုတော့မင်းဟာတကယ်ပဲအချစ်ခံရဖို့ထိုက်တန်တဲ့လူတယောက်မှုပါပဲ